ဟေးလာစားလဲထုတ်တော့မယ်ပစ္စံကြိုလိုချင်တာတရုတ်လိုလည်းမပြောတတ်ရှာမရမယ်ဒီကနေပြီးတော့သင်နေပါတယ်လူရှာမယ်နော်မသိဘာဖြစ်နေရလဲသမီးလောက်ရှိလောက်ရှာနေတာသမီးရဲ့နေရတော့မှမတွေ့တာဘာဖြစ်နေလဲငိုင်းတိုင်တိုင်နဲ့နေမကောင်းဆိုမတွေ့တာနေရတော့မှဟုတ်တယ်လောင်ရှိရေလာစားကြိုထုတ်ချင်တာလောင်ရှိရေလာကောင်က2ရက်ပဲလိုတော့တယ်လာစားကြိုထုတ်ချင်လို့ဆောက်လိုက်လေနေရပဲလိုတော့ဟာဟုတ်ဘူးလောင်ရှိရေအိမ်ကအမေကအရန်လိုနေလို့တဲ့အဲ့ဒါလာစားထုတ်ချင်လို့ဟုတ်ဒီနေ့ကြိုပေးချင်လို့ခဏနေကြရင်လည်းတထေးမလာတော့မှာအဲ့ဒါကြိုးထုတ်ချင်လို့တမီးကလည်းတရုတ်လိုမပြောတဲ့ရုံးကအမတွေကလည်းဘာမှမတတ်ဘူးသူတို့လည်းပြောပါတယ်တမီးကိုတင်ထဲမှာလာတက်လိုက်လို့အလုပ်အားတဲ့ချိန်မှာလာတက်လို့ပြောတာပဲမပြောဘူးလားအခုကျမလိုပြီဟုတ်လားချုပ်ပြီးပတ်ဆက်တော့ချင်တယ်မရတော့ဘူးဘယ်လိုလဲနေမကောင်းလို့ထင်နေတာဘာကြီးလဲငိုင်းတဲ့နေမကောင်းတာမဟုတ်ဘူးမဟုတ်ဘူးလောက်ရှင်လာစားကြိုးထုတ်ချင်တာအဲ့ဒါစဉ်းစားမရလို့အမလီစဉ်းစားနေသေးတယ်တင်ထဲတခါတည်းလာပြီးလိုက်ပြီးပြီနော်အဲ့လောက်ရှင်ခုလောက်ကူညီအောင်လောက်ရှင်လက်စားနဲ့လေအဲ့ဒါလေးလာစားလေးကြိုးထုတ်ချင်လို့လေဟုတ်ပြီလာစားရပါကြွပြလဲဆိုပြောပေးမယ်တခွန်းလောက်တောင်မဒါမှမဟုတ် KFC ကကြက်ကြော်ဝဲကျွေးမယ်လေလောက်ရှင် KFC ပါဟုတ်ပြီအဲ့ဆိုပြောပေးမယ်တခွန်းနော်ဘာပြောချင်တာပြောတထေးရေလာစားလေးကြိုးထုတ်ချင်လို့ရမလားလို့ပြောချင်တယ်အဲ့လိုပြောချင်တာဟုတ်ပြီအဲ့ဆိုရင်သူတို့ပတ်စံကြိုးထုတ်မယ်ဆိုရင်လောလောဆယ်အရင်မြောက်ပေးလိုက်နော်မြောက်ပေးလဲဆိုရင်တထေးရေမင်းတိတိအရင်လာတာပဲအရင်ပြောမယ်နော်အဲ့ဒါဆိုရင်老板今天你很美今天你很美老板今天你很美今天你很美老板说的对今天你很美没人拉啦呗戳啦呗也不要来你看那家老板我可以提前领工资吗我可以提前领工资吗နည်းနည်းလေး recording လုပ်ထားခဏကြိုက်ကိုပြောလို့ရအောင်လို့ဟုတ်ပြီနော်老板ဟုတ်ပြီမှာ我可以提前领工资吗领工资吗အဲ့ဒါကကျတော့ဘာပြောရလဲဆိုတော့老板တထေး我ကျွန်တော်က可以ဆိုတာကရလားပေါ့နော်အမေနော်提前ဆိုတော့ကြိုပြီးတော့领工资吗လာစားထုတ်လို့ရလားနော်အဲ့ဒါလေးနော်အဲ့ဆိုရသွားပြီအဲ့ဆိုဘာမှမဖြစ်ဘူးဆိုရင်တော့ပြန်တော့မယ်နေမကောင်းလို့ထင်နေနေရက်နော်နေရက်မတွေ့ဘူးဆိုတော့သွားတော့မယ်အဲ့ဆိုလဲနော်ကြက်နေလိုက်တော့ခဏကြာရင်တော့ထုတ်လိုက်တော့ရပြီမလားကြက်ကြော်လာမယ်နော်ဟုတ်လားကြက်ကြော်ဟုတ်ပြီအဲ့ဆိုသွားတော့မယ်နော်လောင်ရှိခဏနေမေ့နေလို့လေပိုဒီစင်းနဲ့ပတ်စံနေပါလိုချင်တယ်လို့ပြောရင်ရောကြိုထုတ်ချင်တယ်ဆိုလို့ပြောရင်ရောဘယ်လိုပြောလဲပိုဒီကကျတော့စင်းလို့လားစင်းနဲ့ OD က over time ပြောတာလားရှင့် over time အချိန်ပိုစင်းတာအချိန်ပိုစင်းတာအဲ့လိုအချိန်ပိုစင်းတဲ့ပတ်စံပေးလို့ရလားပေါ့ဟုတ်လားအဲ့ဆိုရင်နော်ပေးလို့ရလားအဲ့ဆိုရင်တေချာမှတ်ထားလိုက်မယ်နော်ဟုတ်ပြီ可以给加班费吗可以给加班费吗可以ဆိုရတယ်နော်可以给ဆိုပေးလို့ရလား加班费吗ဆိုတာကအလုပ်အချိန်ကိုစင်းတဲ့ပတ်စံပေးလို့ရလားလို့ပြောတာဟုတ်နော်အဲ့ဆိုရင်ဒီဟာလေးတော့ပြောလိုက်ဆိုရင်ရသွားပြီเนาะအဲ့ဆိုရင်ဒီဟာလေးကိုကြတော့အလွတ်လေးတေချာလေးချက်သွားလိုက်ခဏကြာရင်ရုံးတက်တဲ့ချိန်ကြာရင်တထေးကိုတော့ပြောလိုက်เนาะပြီးကြတင်နေလာတက်လိုက်နည်းနည်းပါပြောတတ်အောင်လို့လေဟုတ်တယ်မလားခဏကြာရင်ပြောချင်တာလည်းမပြောတတ်ဟုတ်လားပြီးရင်လုပ်နေတာလည်းဒီတေုံနဲ့ပတ်သက်တဲ့ကုမ္ပဏီမှာလုပ်နေဆိုဟောဖြစ်တော့မယ်เนาะတိုင်ပတ်ကုန်အောင်မယ်เนาะတလီကုန်သူများမေးလဲရမှာမဟုတ်လေအဲ့ဆိုရင်နလာ3လနဲ့ဆိုနည်းနည်းပါပြောတတ်နေပြီသိရမလားအဲ့ကျွန်တော်လာတက်လိုက်တော့လောက်ရှူသွားတော့မယ်เนาะပြီးချက်ကြော်မင်းเนาะပြီးချက်ကြော်မင်းလားရှင်老板我可以提前领购资吗